မင်္ဂလာပါရှင်ဆရာတော်ဦးစိုးထိကရေးသားထားတဲ့လွတ်လပ်သောစိတ်ဆောင်မှကောက်နှုတ်ချက်အပိုင်းလေးကိုဖတ်ပြပေးချင်ပါတယ်ရှင်ဆရာတော်ကမိတ်ဆွေထားပါတယ်လွတ်လပ်ရင်စိတ်ချမ်းသာတယ်တရားမျှတရင်ဂုဏ်သိက္ခာရှိတယ်လွတ်လပ်ရင်စိတ်ချမ်းသာတယ်ဆိုတာဟုတ်သလားဆိုတာစဉ်းစားပါတဲ့လွတ်လပ်လပ်ကစားခွင့်ရတဲ့ကလေးဟာကျမ်းမာတယ်ဖြိုတယ်ညံလဲပူကောင်းတယ်ဘာမှလုပ်ခွင့်မရတဲ့ကလေးဟာထိုင်းမိုင်းနေမယ်မပျော်ဘူးကျမ်းမာရေးလည်းမကောင်းဘူးလွတ်လပ်စာဖတ်ခွင့်ရတဲ့လူငယ်တယောက်ဟာသူသိချင်တာတွေကိုရှာဖတ်နေရရင်သိပ်ပျော်တယ်ဒီစာမဖတ်ရဘူးဟိုစာမဖတ်ရဘူးဆိုပြီးချုပ်ချယ်ရင်စိတ်ဆင်းရဲတယ်လူကြီးတွေမသိအောင်ခိုးပြီးဖတ်တတ်လာမယ်အဲ့ဒါဘုန်းကြီးရဲ့ကိုယ်ရေးပဲဘုန်းကြီးစာဖတ်တက်ကလေးကစာအုပ်တွေကိုစာကြည့်လိုက်ကရှာဖတ်တယ်ကြီးလာတော့ဝယ်ဖတ်တယ်ဘုန်းကြီးဖတ်တဲ့တချို့စာအုပ်တွေကိုဘုန်းကြီးရဲ့အမေကယူကြည့်ပြီးတော့သူမကြိုက်တာတွေတွေ့ရင်စူတယ်ဘုန်းကြီးဖတ်တဲ့စာအုပ်တွေကိုဘုန်းကြီးကဖွက်ထားရတယ်အကယ်၍ဘုန်းကြီးဖတ်တဲ့စာအုပ်ထဲကအကြောင်းအရာတွေကိုဘုန်းကြီးအမေနဲ့လွတ်လပ်ဆွေးနွေးလို့ရရင်ဘလောက်ပျော်စရာကောင်းမလဲစာဖတ်တာကိုပဲလျှို့ဝှက်နေရတော့စိတ်ကမလွတ်လပ်ပဲပင်ပန်းလာတယ်စာရေးရတာလဲဒီလိုပဲလွတ်လပ်ရေးရရင်ပျော်စရာသိကောင်းမယ်ပို့ပြီးတိုးတက်မှုရှိလာမယ်မကောင်းတာကိုလွတ်လုပ်ခွင့်ရှိရမယ်လို့တော့မဆိုလိုပါဘူးဒါပေမဲ့တချို့ကိစ္စတွေမှာကောင်းတယ်မကောင်းဘူးဆိုတာမဆုံးဖြတ်နိုင်ရင်စမ်းကြည့်တဲ့အနေနဲ့လုပ်ရပါမယ်ဘုန်းကြီးတို့ငယ်ငယ်တုန်းကကွန်မြူနစ်စာပေဆိုရှယ်လစ်စာပေတွေတော်တော်ခေတ်စားခဲ့တယ်အဲ့ဒီစာတွေလည်းဘုန်းကြီးဖတ်ခဲ့တယ်ကောင်းတဲ့အပိုင်းကိုကောင်းတယ်လို့လက်ခံတယ်မကောင်းတဲ့အပိုင်းကိုမကောင်းဘူးလို့သိတယ်မဖတ်ဖဲနဲ့သူများပြောတာကိုတဆင့်ကြားနဲ့မကောင်းဘူးလို့တစ်ဖက်သက်ဝေဖန်တာညံ့နေရရောက်တယ်သဘောထားကျင်းမြောင်းနေဖတ်ကြည့်ပြီးမှကောင်းတဲ့ချက်ကိုကောင်းတယ်မကောင်းတဲ့ချက်ကိုမကောင်းဘူးလို့ဝေဖန်ရင်ညှတာတဲ့သဘောထားရှိတယ်ဘက်စုံမြင်ကိုမှအမြင်မှန်လို့ခေါ်တယ်နော်တစ်ဖက်သက်အမြင်ဟာမှားဖို့ပဲများပါတယ်အဲ့ဒီလိုပဲဘုန်းကြီးဘာသာရေးမျိုးမျိုးကိုလေ့လာတယ်မလေ့လာပဲနဲ့တစ်ဖက်သက်အမြင်နဲ့ကိုယုံကြည်တာပဲမှန်တယ်သူများယုံကြည်တာမှားတယ်လို့ယူဆရင်အမြင်ချင်းမြောင်းပြီးသဘောထားသိသိနေတတိချာချာလေ့လာပြီးမှဘယ်ချက်ကကောင်းတယ်မှန်တယ်ဘယ်ချက်ကမကောင်းဘူးမမှန်ဘူးလို့ချင့်ချိန်နိုင်မယ်ဝေဖန်နိုင်မယ်ကိုနှစ်သက်တာကိုကိုရွေးပြီးလက်တွေ့ကျင့်သုံးနိုင်မယ်အဲ့ဒီလိုလွတ်လပ်တဲ့စိတ်ထားနဲ့သဘောထားကြီးရဲ့အမြင်ကျတဲ့စိတ်ထားနဲ့နေရမှပျော်တယ်သူများကကိုကိုချုပ်ချယ်တာကိုလည်းဘုန်းကြီးမကြိုက်ဘူးကိုလည်းမချုပ်ချယ်ဘူးစီကံတစ်ခုတော့ထားတယ်အဲ့ဒါဘာလဲဆိုတော့ငါဘသူ့ကိုမှဒုက္ခမပေးဘူးဆိုတဲ့စီကံပဲဒီစီကံတစ်ခုကိုပဲလိုက်နာနိုင်မယ်ဒီစီကံတစ်ခုကိုတကယ်လိုက်နာရင်လုံလောက်ရောပေါ့လွတ်လပ်ဖတ်ပြီးလွတ်လပ်ဆွေးနွေးခွင့်ရရင်အတွေးခေါ်ပွင့်ပြီးတောက်စိတ်လာမယ်အသိဉာဏ်နဲ့တစ်သက်လုံးပျော်တဲ့သူဖြစ်လာမယ်ဒါကြောင့်တကယ်လွတ်လပ်တဲ့စိတ်ရှိတဲ့သူကိုဘယ်သူမှချုပ်ချယ်လို့မရဘူးကိုယ်စိတ်ကတကယ်လွတ်လပ်လာတဲ့အခါကိုယ်သိဉာဏ်ကတကယ်လွတ်လပ်လာတဲ့အခါပိုပြီးလေးနက်တဲ့ပျော်နည်းနဲ့ပျော်တတ်လာမယ်ပညာရှာတာမှာလွတ်လပ်မှုရှိရင်ပိုပြီးတိုးတက်လာမယ်စီးပွားရှာရာမှာလွတ်လပ်မှုရှိပြီးမျှတမှုလည်းရှိရင်ပိုပြီးတိုးတက်လာမယ်တရားမျှတမှုမရှိရင်ဂုဏ်သိက္ခာမရှိဘူးလူသဘာဝမှာဟီရီအော်တက်ပါဆိုတဲ့ရှက်တက်ကြောက်တတ်တဲ့စိတ်ဟာရှိပါတယ်မွေးရပါစိတ်ဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီမွေးရပါစိတ်ကိုပိုပြီးအားကောင်းလာအောင်လေ့ကျင့်ဖို့ကိုတော့လိုပါတယ်မကောင်းတာမမှန်တာမယိုးသားတာကိုလောက်ရမှာရှက်တဲ့စိတ်ကြောက်တဲ့စိတ်ကိုလေ့ကျင့်ယူပေးရမယ်တရားကိုသဘောပေါက်တဲ့သူမှာအဲ့ဒီစိတ်ဟာတိတ်အားကြီးတယ်သောတာပန်ဟာဟီရီအော်တပစိတ်အပြည့်ရှိတယ်ဘယ်တော့မှမကောင်းတာမမှန်တာမယိုးသားတာကိုမလုပ်ဘူးမသိလို့လုံးမိရင်အမြန်ဆုံးဝန်ခံတယ်အဲ့ဒီချက်ကိုကြည့်ရင်စိတ်တဲ့အဆင့်တန်းမြင့်တဲ့သူအသိဉာဏ်အဆင့်တန်းမြင့်တဲ့သူတွေဟာ
အရှက်ကြောက်ပူပြီးကြီးတယ်လို့ဆိုနိုင်တယ်။စိတ်တဲ့အဆင့်တန်းသေးသိမ့်တဲ့သူဟာအရှက်ကြောက်နေတယ်လို့ဆိုနိုင်တယ်။မတရားတာမမျှတတာကိုလုပ်တဲ့သူဟာတိလျက်နဲ့လုပ်ကြတာများပါတယ်။လောဘအားကြီးလို့ရင်မတရားတာကိုလုပ်တယ်။လုပ်တဲ့သူကသိတယ်လို့ဘေးလူတွေကလည်းသိပါတယ်။ဒီလူလောကကြီးမှာတရားတယ်မတရားဘူးဆိုတာကိုသိဖို့အလွန်ကြီးမခက်ပါဘူး။ကလေးတွေတောင်သိတဲ့လောက်သိပါတယ်။မတရားတာကိုလုပ်တဲ့သူဟာမိမိကိုမိမိလေးစားမှုလျော့တယ်။မလွဲတာမရှောင်တာလို့လုပ်ရတာပါလို့စင်ကြေပေးပေမဲ့စိတ်ကြည်ကြည်လင်လင်နဲ့မတရားတာကိုလုပ်လို့မရပါဘူး။သူ့စိတ်ကိုသူလှည့်စားပြီးလုပ်နေရတယ်။အဲ့ဒါကိုကာကုံတိတ်ခါကြနေတာပါပဲ။ဒါကြောင့်လူတွေနဲ့ဆက်ဆံတဲ့အခါဒေါသမမာနနဲ့ဆက်ဆံတတ်တယ်။ဒေါသပိုကြီးတဲ့သူဟာစိတ်မှာလွတ်လပ်မှုအေးချမ်းမှုမရှိဘူး။တကယ်တရားတာကိုစေတနာကောင်းနဲ့လုပ်ရင်ကိုယ်စိတ်မှာဘာဖြစ်ရှင်းချမ်းမှပြီးနေစရာမလိုတော့ဘူး။စိတ်အေးချမ်းနေမယ်။ပြန်တွေးမိတိုင်းစိတ်ချမ်းသာနေမယ်။မတရားတာလုပ်တဲ့သူရှိရင်ခံရတဲ့သူရှိတယ်။ခံရတဲ့သူဟာလုပ်တဲ့သူကိုလေးစားမှာမဟုတ်ဘူး။တူကိုတူမလေးစားနိုင်တဲ့အတိုင်းဝိုင်းဟာခုံတိတ်ခါရှိတဲ့အတိုင်းဝိုင်းမဖြစ်နိုင်တော့ဘူး။တရားမျှတမှုမရှိခုံတိတ်ခါလည်းမရှိတဲ့အတိုင်းဝိုင်းမှာနေရတဲ့သူဟာစိတ်အေးချမ်းမှုဘယ်လိုလုပ်ရနိုင်တော့မလဲ။လူတချို့မတရားတာကိုလွတ်လွတ်လပ်လပ်လုပ်ခွင့်ရှိတဲ့အတိုင်းဝိုင်းဟာလွတ်လပ်တဲ့အတိုင်းဝိုင်းမဖြစ်နိုင်ဘူး။တရားမျှတမှုလွတ်လပ်မှုနဲ့လူကုန်တိတ်ခါဒီသုံးပါးဟာဆက်ဆက်နေပါတယ်။တရားမျှတတယ်ဆိုတာလူတိုင်းရဲ့ဝတ္တရားဖြစ်ပါတယ်။မတရားတာကိုလုပ်တဲ့သူဟာလူကျင့်ဝတ်လူဝတ္တရားပြက်ကွက်နေသူဖြစ်တယ်။သူဟာဂုဏ်သိက္ခာမရှိတဲ့သူဖြစ်နေတယ်။ဒါကြောင့်မတရားတာကိုမြင်ရကြားရတဲ့အခါမသိဟန်ဆောင်မနေပါနဲ့။လောကမှာမကောင်းမှုတွေမျိုးသားမှုတွေပုံများလာတာဘာကြောင့်လဲ။မကောင်းတာလုပ်တဲ့သူတွေများလာလို့ဖြေချလိုက်မယ်။အဲ့ဒီအဖြေဟာတစိတ်တဒေသပဲမှန်တယ်။မကောင်းမှုကိုလုပ်နေတာသိလျက်နဲ့မသိဟန်ဆောင်နေတဲ့သူတွေများလာလို့မကောင်းမှုလုပ်တဲ့သူတွေအတားအဆီးမရှိရဲရဲချင်းနဲ့လုပ်နိုင်တာလူတိုင်းဝိုင်းကတကယ်လက်မခံရင်ရဲရဲတင်းတင်းလုပ်မှာမဟုတ်ဘူးဘာမှမတတ်နိုင်ရင်တော့ဘာဖြစ်နေတယ်ဆိုတာကိုအမှန်တိုင်းသိတယ်ဆိုတာကိုတော့ပြရမယ်မသိဟန်ဆောင်ပြီးမနေရဘူးရိုးသားပြီးတတိရှိတဲ့သူတွေကလူတိုင်းဝိုင်းကိုပိုကောင်းစေခြင်းလို့ပြောတာများလာရင်လူတိုင်းဝိုင်းကပိုကောင်းလာမယ်ဘသူမှဘာမှမပြောရင်ဘာမျှော်လင့်ချက်မှမရှိနိုင်တော့ဘူးလွတ်လပ်ပြီးတရားမျှတတဲ့လူအတိုင်းဝိုင်းမှာနေခြင်းရင်စိတ်ချမ်းသာခြင်းရင်ဂုဏ်သိက္ခာရှိရှိနေခြင်းရင်လွတ်လပ်မှုနဲ့တရားမျှတမှုကိုကာကွယ်ရမယ်အားလုံးကိုယ်စိတ်နှလုံးအေးချမ်းကြပါစေရှင်နားဆင်ပေးကြတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်ရှင်